ဘောနော်ပြည်သူအနေနဲ့ကျွန်တော်လက်ရှိအစိုးရရဲ့လှုပ်ဆောင်ချက်ကိုဘယ်လိုတဘောရလဲပြည်သူကျွန်မအခုပေးတယ်ဟုတ်လူခွင့်ရေးပဲဆိုင်ရာသူလှုပ်လာတာတော့ဘာပဲဖြစ်ဖြစ်ဒီ LD အစိုးရဒေါ်စုတက်လာကြတဲ့ကနေအခုကျွန်မတို့ပြည်သူတွေအကျိုးခံစားရတာကပညာရေးမိဘကအဲ့လိုပူစရာမလူတော့ဘူးအရင်တုန်းကကျွန်မရဲ့တာသမီးတွေကျောင်းတက်လာတုန်းကကျောင်းသားတယောက်သားရန်ပုံဆိုတာ1000ခွဲတောင်းတယ်နော်မလားစောက်ခဲတဲ့ဘောပင်ကအစဝေရတယ်အပြစ်မှာ2500ရှိတဲ့ဗလာစောက်တရားစင်ကကျောင်းမရောက်ရင်3000ရှိတယ်နော်ကျောင်းမရောက်3000ရှိတယ်အခုဒီနေ့ငါတို့ကလေးတွေပညာတင်လာတဲ့အခါကျရင်ကျောင်းစိတ်လည်းတက်တာတယ်မိဘလည်းပူစရာတိတ်မလို့ဝန်ထုတ်ဝင်ပိုးမဟုတ်လားအလေးအပြည့်မဖြစ်လာဘူးလေအဲ့ဒီပညာရေးပိုင်းဆိုင်ရာရောအများကြီးဘယ်လိုပြောလဲမိဘကဝင်ပေါ်လာတယ်စိတ်တက်တာရတယ်စိတ်ချမ်းသာတယ်ကျောင်းသားတယောက်ကအိမ်မှာစေတန်းတယောက်ရှိလိုက်ကြည့်အရင်တုန်းကတဲ့အိမ်လုံးခမင်းလေးစားဖြူပြီးမှပဲစားရတဲ့ဘဝလိုမျိုးဖြစ်တာလားအဲ့ဒီခမင်းတနတ်စားရဖို့တဲ့ဘလို့ရုန်းကန်ရတယ်လေဟိုကျူရှင်ခဟိုအကောက်အခွန်ဟိုကျောင်းကတောင်းလိုက်တဲ့အကောက်အခွန်ဒီမထည့်ရင်ဆရာမကြီးရိုက်တဲ့ကျောင်းမလာနေတော့ဒါမျိုးတွေကလေးတွေကိုဖြေးချောက်တာအခုဒါဟိုပေါ့ကျောင်းမရေးမကောင်းဘူးပေါ့နော်အတက်ဘလို့ရှိတယ်မသိဘူးအသက်80ကျော်ရှိပြီလူမှုထောက်ပံ့ရေးကြရလားမသိဘူးအခုနှခါတော့ရပြီနှခါရပြီနော်ဟုတ်ရပြီနှခါရပြီဟိုအမေကဟိုအချင်းမှလည်းတယောက်ရှိတယ်အမကြီးသူကအတက်ကအရင်တော့ဒိုင်းကိုရတာကြားဘူးလားမကြားဘူးဒါကြောင့်ပြောတာလေဒီ NLD အစိုးရမှာတက်ကြီးရွယ်ဦးကြီးကိုဦးစားပေးလာတာခံစားရတာလေကျမပြောပြမယ်ကျမအရင်ပြောချင်တာနော်ငါအရင်ပြောချင်တာငါတို့ကချင်းပြည်နယ်သားတွေလေကြောက်စိမ့်ထွက်တယ်နော်ရွှေထွက်တယ်နော်ပယင်းတွေထွက်တယ်ယတနာဒီမြေအောက်ယတနာဒီအများကြီးထွက်တယ်တယံဇာတာတွေပြီးကျူးတွေအများကြီးထွက်တယ်ဒီပြင်ပိုင်းဆိုင်ရာအကြီးကြီးအသေးသေးအကုန်ထွက်တယ်အခုအဲ့ဒီဟာဒီရောက်ရင်တော့ငါတို့ဒီကချင်းပြည်နယ်မှာနေတဲ့လူ30လောက်ရှိတဲ့လူပဲပြောတတ်လူဦးရေဥပမာ30လောက်ရှိတနည်းလုံးလေမလုံးစဘာမဆိုင်ပေးနဲ့အစိုးရကောင်းရင်ထိုင်စားနေလူရတယ်ရော့မောင်ဖြူဘယ်နေအိတ်တလောက်ကိုဘယ်နေအိတ်ရော့မောင်မဲတလောက်ကိုဘယ်နေသိန်းထုတ်စားလို့ရတယ်နော်ဒါပေမဲ့ကချင်ပြည်နယ်ကထွက်တဲ့ဥစ္စာအခုဖားကန်မရှိတော့ဘူးကြောက်လည်းမရှိတော့ဘူးတောင်ဒီလဲဟိုမှာနေပြူတာကြီးပဲဂျိုင်းဝမ်ဖြစ်သွားတဲ့ဥစ္စာလည်းပြန်ပြီးဖုတ်ထားတာမရှိဘူးလုတ်ဆုတ်သွားတာအေယာဝတီမြစ်တကြောရွှေမရှိတော့ဘူးပယင်းမော်မရှိတော့ဘူးဘယ်မှာလဲဖြစ်ဖြစ်မရှိတော့ဘူးကျွန်းဘယ်မှာလဲမရှိတော့ဘူးနော်အကုန်ပြောင်းပြီဒါတော့ပြည်သူရဲ့ရင်ဖွင့်တာဖြစ်ပါတယ်နော်အကုန်ပြောင်းပြီအဲ့တလူပြောင်းသွားရင်တော့လေအသက်ကြီးတဲ့လူဒီကိုထောက်ပံ့ပါတယ်ဆိုတဲ့ဟာဘယ်မှာတော့တရားတခြားအဲ့ဒီခေတ်တုန်းကဘယ်မှာတော့တခြားဘယ်မှာတော့စံကချင်းပြည်နယ်မှာနေတဲ့လူတို့အော်ဘာပဲဖြစ်မင်းတို့ပြည်နယ်မှာထွက်တဲ့ဥစ္စာငါတို့တလူရောင်းစားတယ်ရောမင်းတို့တဲ့အင်ကိုစံတပီနပီပေးဘူးတလားမပေးဘူးအခုဒီနေ့ရွှေလဲမတူဘူးကြောက်စိမ့်နေမှာဘာဖက်ဆက်ကုမ္ပဏီလဲမလုပ်တဲ့ NLD အစိုးရကတက်ကြီးရွယ်ဦးတွေကိုလည်းထောက်ပံ့စရိတ်တနိုင်ငံလို့ပေးနိုင်တယ်နော်ပြီးလို့ရှိရင်ကလေးတွေရဲ့ကျောင်းစရိတ်ဒီအကုန်လုံးကိုလည်းသူတို့ပံ့ပိုးနိုင်တယ်ကျမ်းမာရေးပိုင်းဆိုင်ရာနော်အခု NLD အစိုးရတက်လာခါကျမှဆဲယုံမသွားလိုက်လဲဆရာဝန်တွေကဘယူဆိုင်လာတယ်ဟုတ်လားအရင်တုန်းကတော့ဆရာဝန်တွေငွေဘယ်လောက်ပါတယ်လဲဆဲယုံမြစ်နာဆဲယုံတော့ကြည့်စားဟုတ်ပတ်စံဘယ်လောက်ပါတယ်လဲလူကိုကြည့်လိုက်တယ်အကဲခတ်လိုက်တယ်ငွေမရှိဘူးဆိုရင်အဲ့ဒီလူနာဘယူတောင်မဆိုင်ပေးဘူးအခုဒီနေ့စွတ်ပြတ်လာရင်လေသူများဆဲထူးပေးတယ်ဆဲကူပေးတယ်ဒီလိုအရှင်နေဒီအစိုးရကောင်းဆိုတာဘာမျိုးဟောလားအစိုးရမကောင်းတဲ့ခါကြလို့ရှိရင်ငွေထုတ်ကိုပဲမြင်တယ်